မိုးတွေတိတ်သွားတဲ့အချိန်ထီးဟာဝင်တော့ဝင်ဖို့တကူဖြစ်လာတယ်မင်းမရှိတော့တဲ့အချိန်ဘောပင်ဟာအသုံးဝင်တော့တယ်လို့ဖြစ်သွားတယ်ပန်ထားတဲ့ပန်းတွေညှိုးနွမ်းသွားတဲ့အချိန်မြေပြင်ပေါ်မှာကျသွားတာဘယ်သူမှခီးမဆိုင်ကြတော့လောကမှာဘယ်ရမဆိုအချိန်ကန့်သတ်နေပဲတန်မိုးရှိကြတယ်အဲ့ဒီအချိန်ကျော်သွားရင်ဘူလတန်မိုးထန်နေသွားတတ်တယ်ဘယ်ရာကိုမှအရန်ကြီးတွေ့တာပြီးဖတ်တွေ့မထားခြင်းပါနဲ့ထာဝရဆိုတာလောကမှာမရှိဘူးအချိန်နဲ့မျှကိုပြောင်းလဲတိုးတက်နိုင်ဖို့ပဲကြိုးစားပါကောင်းမွန်တဲ့အလုပ်နဲ့ဘဝကိုတန်မိုးရှိအောင်နေတတ်ဖို့ပေါ့ဒီတန်မိုးကတော့ထာဝရဆိုတာထက်ပို့ပါတယ်